ဇလန်က1962ခုနှစ်မှာစတင်ပါတယ်ပင်လယ်လယ်မှာအန်တီနီယာဂရက်ဇလို့ခေါ်တဲ့အီတလီနိုင်ငံမှာအလွန်ကြီးမားပြီးအစင်မြင့်စိန်ခံတင်မောတစ်စင်းကိုမြင်တွေ့ရပါတယ်လူအများပြားကတင်မောပေါ်မှာခီးသွားနေကြပြီးဝါမြေခမ်းမထဲမှာပါတီတစ်ခုကျင်းပနေပါတယ်အဲ့ဒီပါတီမှာဖရန်စစ်ကာဆိုတဲ့မိန်းကလေးတစ်ယောက်တချင်းဆိုဖျော်ဖြေနေပြီးလူတိုင်းအယံပျော်ရွှင်နေကြပါတယ်ဒါပေမဲ့မိန်းကလေးငယ်တစ်ယောက်ကတော့လူအုပ်ထဲမပါပဲတယောက်တည်းတိတ်တိတ်လေးထိုင်နေတာကိုတွေ့ရပါတယ်ဒီကိုမြင်တဲ့တင်မောကပတိန်ကသူမကိုအကတက်ဖို့ဖိတ်ခေါ်ပါတယ်အဲ့ဒီအချိန်မှာပဲမသိတဲ့လူတစ်ယောက်ကတင်မောရဲ့လီဗာကိုမြှောက်လိုက်ပါတယ်အဲ့ဒါကြောင့်တင်မောအတွင်းရှိတန်ကြိုးတွေတင်းကျပ်သွားပြီးဝိုင်းထဲကလူအလုံးကိုဖျက်တောက်သွားကလူတွေကိုနှစ်ပိုင်းခွဲတက်လိုက်ပါတယ်မိန်းကလေးငယ်ကအရက်နှိပ်လို့ဒဏ်ရာမရပဲလွတ်မြောက်သွားပါတယ်ဒီကြောင့်မဖွယ်ဖြစ်ပျက်ကိုမြင်ပြီးသူမကကြောက်လန့်စွာအော်ဟစ်လိုက်ပါတယ်ထို့နောက်40နှစ်အကြာကိုပြောင်းလဲပြသပါတယ်ပင်လယ်ထဲမှာပျက်စီးနေတဲ့တင်မောတွေကိုကယ်ဆယ်ရတဲ့အလုပ်လုပ်တဲ့ salvage crew တစ်ဖွဲ့ကိုတွေ့ရပါတယ်အဖွဲ့ထဲမှာ Captain Murphy, Marion Greer Dodge, Mother Sanders တို့ပါဝင်ကြပါတယ်သူတို့ဟာဘားတစ်ခုထဲမှာပျော်ပျော်ပါးပါးနေလျက်ရှိပါတယ်အဲ့ဒီအချိန်မှာမိုးလေဝသဝန်ဆောင်မှုလေရင်မောင်းကြဆိုတဲ့လူတစ်ယောက်ဝင်လာပြီး Captain Murphy ကိုမိတ်ဆက်ပါတယ်ဂျာကမကြသေးခင်ကပင်လယ်လယ်မှာတင်မောတစ်စင်းကိုမြင်ခဲ့တဲ့ဆက်သွယ်စူးစမ်းပေမဲ့အဖြစ်မရဘူးလို့ပြောပါတယ်အဲ့ဒီတင်မောကတင်မောသွားလာလမ်းကြောင်းနဲ့ဝေးတဲ့နိုင်ငံတကာရေပြင်ထဲမှာရှိလို့ဘသူကပင်လယ်ကမ်းစိတ်ကိုဆွဲယူနိုင်ရင်အဲ့ဒီသူရဲ့ပိုင်ဆိုင်မှုဖြစ်မယ်လို့ပြောပါတယ်ဒါကိုကြားပြီးခရုအဖွဲ့ကတင်မောကိုလိုက်ရှာဖို့ဆုံးဖြတ်ကြပြီးဂျက်ကိုအမျက်ရတစ်ဆက်ပေးမယ်လို့ကတိပေးပါတယ်ဂျက်ကလည်းသဘောတူပါတယ်သူတို့ဟာ Arctic Warrior ဆိုတဲ့ထပ်ပုံနဲ့ပင်လယ်ထဲကိုထွက်ခွာသွားကြပါတယ်ခီးရှိကြီးသွားပြီးနောက်ဝဲတော်မှာတင်မောကြီးတစ်စင်းကိုတွေ့ရပေမဲ့အန်အောစရာကဝဲတော်ပေါ်မှာပေါ်လိုက်ပြောက်လိုက်ဖြစ်နေပါတယ်အခြားတင်မောတွေမတွေ့လို့ဆက်သွားနေစဉ်ရုတ်တရက်တင်မောကြီးကိုမျက်စိရှိမှတွေ့လိုက်ရပါတယ်ရက်ဖို့စူးစမ်းပေမဲ့မရပဲတင်မောနဲ့တိုက်မိသွားပါတယ်အဲ့ဒီအချိန်မှာ Captain Murphy ကဒီတင်မောဟာ40နှစ်အကြာမှပျောက်ဆုံးသွားခဲ့တဲ့ Anthony Graza ဆိုတာသိသွားပါတယ်အရေးပေါ်အချက်ပြမှုတစ်ခုမှမပို့ပဲပျောက်ဆုံးခဲ့တဲ့တင်မောပါJack နဲ့ Greer ကိုလွှဲပြီးကြံလူ၄ယောက်တင်မောထဲဝင်ကြပါတယ်ဝင်ချင်းထူးဆန်းတဲ့အတန်တွေကြားရပါတယ်တင်မောထဲကနာယီကြီးရဲ့ဖန်တုံကလှုပ်နေသေးပေမဲ့မန်ဒါကလက်လန်းမိချိန်မှာရုတ်တရက်ရက်သွားပြီးအတန်ကြီးတစ်ခုထွက်လာလို့လူတိုင်းကြောက်သွားကြပါတယ်လမ်းကြောင်းအတွင်းရှောက်သွားနေချိန်မှာမန်ဒါရဲ့အောက်ကကျမ်းပြင်ပြိုကျသွားပြီးပြုတ်ကျသွားပါသေးတယ်ကံကောင်းစွာ Marion ကလက်ဆွဲပြီးကယ်တင်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန် Marion ကခမ်းမအစုံမှာမိန်းကလေးငယ်တစ်ယောက်ရက်ပြီးကြည့်နေတာကိုတွေ့ရပေမဲ့ခဏအကြာမှပဲပျောက်ကွယ်သွားပါတယ်နောက်ပိုင်းသူတို့ဟာဒီဂျစ်တယ်နာရီတစ်လုံးကိုတွေးကြပြီး40နှစ်အရင်ကဒီလိုနာရီမရှိနိုင်တာကြောင့်အံ့ဩကြပါတယ်မန်ဖေကငါတို့မလာခင်တယောက်ယောက်ဒီမှာရှိခဲ့ရမယ်လို့ပြောပါတယ်အဲ့ဒီနောက်သူတို့ဟာတင်မောကိုဘေးကင်းတဲ့နေရာသို့ဆွဲယူသွားမယ်လို့ဆုံးဖြတ်ပြီးထပ်ပေါ်ကိုပြန်သွားကြပါတယ်ဒါပေမဲ့ Marion ကတော့တင်မောပေါ်မှာတွေ့ခဲ့တဲ့မိန်းကလေးငယ်အကြောင်းကိုမမေ့နိုင်ပဲစဉ်းစားနေစေဖြစ်ပါတယ်သူမတွေးလို့နေတာကိုသတိထားမိတဲ့ကြားကဘာဖြစ်လို့လဲလို့မေးပါတယ်နောက်တနေ့မှာတင်မောအောက်ပိုင်းကိုစစ်ဆေးတဲ့အခါတင်မောခန္ဓာကိုယ်မှာအပေါက်တွေရှိနေပြီးရေဝင်လာနေတာကိုတွေ့ရှိကြပါတယ်။ဒါကြောင့်တင်မောဟာနစ်မြုပ်နိုင်တဲ့အန္တရာယ်ရှိနေပြီးရိုးရိုးလေးဆွဲယူသွားလို့မရတော့ပါဘူး။အရင်ဆုံးပြုပြင်ရမယ်ဆိုတာသိလာကြပါတယ်။ပြုပြင်တာကိုအပြီးလုပ်ဖို့နောက်ထပ်3ရက်လိုအပ်မယ်ဆိုတာကြောင့်တင်မောပေါ်မှာနေရင်ပြုပြင်ဖို့ဆုံးဖြတ်ကြပါတယ်။ထို့နောက်လူတိုင်းကိုစီအလုပ်တွေလုပ်နေကြတာကိုမြင်ရပါတယ်။မော်ရင်ကတင်မောရဲ့ရေကူးကန်နေရာကိုရောက်သွားပါတယ်။အဲ့ဒီမှာသူမကကြီးခွန်တွေနဲ့ရေကူးကန်နေရတွေမှာကြီးပေါက်များစွာကိုတွေ့မြင်ရပါတယ်။အံ့ဩသွားတဲ့မော်ရင်ကအဲ့ဒီနေရာကထွက်သွားဖို့ပြင်ပါတယ်ဒါပေမဲ့ထွက်သွားနေစဉ်မှာရှေ့မှာမိန်းကလေးငယ်ကိုထပ်တွေ့လိုက်ရပါတယ်မိန်းကလေးကိုမြင်လို့ကြောက်လန့်သွားတဲ့မော်ရင်ကချော်လဲသွားပြီးခေါင်းထိခိုက်ကသွေးကိုစီးလာပါတယ်သူမရဲ့သွေးကရေကူးကန်ရည်တဲ့ကိုစိတ်ဝင်သွားတာကိုမြင်ရပါတယ်အဲ့ဒီအချိန်မှာကြားရောက်လာပြီးမော်ရင်ကိုရေကူးကန်တွေကဆွဲထုတ်ကခေါ်သွားပါတယ်တစ်ဖက်မှာတော့ရေကူးကန်နေရန်တွေကကြီးပေါက်တွေထဲကနေသွေးတွေစီးထွက်လာတာကိုတွေ့ရပါတယ်တဖြည်းဖြည်းနဲ့ရေကူးကန်တစ်ခုလုံးသွေးနဲ့ပြည့်လာပြီးလူတွေအလောင်းများစွာရေပေါ်မှာမျောနေကြပါတယ်တင်မောရဲ့တစ်ဖက်မှာတော့ Murphy ကကပတိန်ခန်းထဲဝင်သွားပါတယ်။အဲ့ဒီမှာဝိုင်တစ်ခွက်ကိုတွေ့ပြီးယူလိုက်ပါတယ်။ဝိုင်ခွက်ကိုမြှောက်လိုက်တဲ့အခါမှန်ထဲမှာကပတိန်ကသူနဲ့အတူတူဝိုင်တောက်နေတာကိုမြင်လိုက်ရပြီး Murphy အရင်အံ့ဩကြောက်လန့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲ Greer ကအစပိုင်းပါတီဖြစ်ခဲ့တဲ့လောင်ခမ်းမကိုရောက်သွားပါတယ်။သူက Francis တချင်းဆိုတန်ကိုကြားရပေမဲ့ပတ်ဝန်းကျင်ကိုကြည့်တဲ့အခါလူတစ်ယောက်မှမတွေ့ပါဘူး။သို့ပေမဲ့တကယ်တော့ Francis ဟာလောင်ထဲမှာထိုင်နေတယ်ဆိုတာကိုကျွန်တော်တို့မြင်ရပါတယ်။နောက်တစ်ခါမှာတော့ Jack နဲ့ Marion တို့ဟာကုန်တင်ကန်း cargo room ကိုရောက်လာကြပါတယ်။ Marion ကတင်မောရဲ့ကုန်တင်ကန်း cargo room ကိုရောက်သွားတဲ့အခါအဟောင်းကာလာကစိန်ခံကားများကိုတင်ထားတဲ့နေရာကိုတွေ့ရပါတယ်။အဲ့ဒီမှာပဲရွှေနဲ့ပြည့်နေတဲ့တစ်တာအများပြားကို Marion ကတွေ့မြင်လိုက်ပါတယ်။ဒီကိုမြင်ပြီးအံ့အားသင့်သွားတဲ့ Marion ကကြံတဲ့ crew အဖွဲ့ဝင်တွေကိုခေါ်လိုက်ပါတယ်။ရွှေတစ်တာတွေကိုမြင်လိုက်ရချိန်မှာလူတိုင်းအလွန်မင်းပျော်ရွှင်သွားကြပြီးတင်မောကိုချက်ချင်းထားခဲ့ကရွှေတွေကိုပဲယူပြီးပြန်မယ်လို့ဆုံးဖြတ်ကြပါတယ်။ထို့နောက်သူတို့ဟာရွှေတွေကိုထပ်ပေါ်သို့တင်နေကြပါတယ်။အဲ့ဒီအချိန်မှာ Sanders ကတော့လေယာဉ်ရဲ့အင်ဂျင်ကိုစစ်ဆေးနေပါတယ်။အဲ့ဒီအချိန်တပြိုင်တည်းမှာမမြင်ရတဲ့အင်အားတစ်ခုက Propan တန်ငွေတန်ခရဲ့အဖွင့်ခလုတ်ကိုဖွင့်လိုက်တာကိုမြင်ရပါတယ်။အဲ့ဒီနောက်ခဏအကြာမှာမိန်းကလေးငယ်ပေါ်လာပြီး Marion ကိုလှေကိုမစတင်ဖို့တတိပေးပါတယ်။ဒါပေမဲ့ Marion အရေးယူမလုပ်နိုင်ခင်မှာပဲမသိတဲ့လူတစ်ယောက်ကမိန်းကလေးကိုဆွဲခေါ်သွားပါတယ်။ဘာဖြစ်နေမှန်းမသိသေးတဲ့ Greer ကလှေကိုစတင်လိုက်တဲ့အခါပောက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာပြီး Sanders ကနေရာတင်သေဆုံးသွားပါတယ်။ဒီဖြစ်ပျက်ကြောင့်သူတို့ဟာထွက်ပြေးလွတ်မြောက်ဖို့အခြားနည်းလမ်းမရှိတော့ဘူးဆိုတာသိလာကြပြီး Anthony Graza ကိုပြုပြင်ပြီးမှသာထွက်နိုင်မယ်လို့ဆုံးဖြတ်ကတင်မောပေါ်မှာဆက်နေကြပါတယ်။လူတိုင်းဟာဆက်လက်ရဲ့တည်ဆုံမှုကိုဝမ်းနဲ့ကြေကွဲနေကြပါတယ်။အဲ့ဒီနောက် Marion ကမိန်းကလေးငယ်အကြောင်းပုံမသိချင်လာပါတယ်။သူမဟာခရီးတဲ့စရင်စာအုပ် passenger book ကိုရှာဖွေပြီးမိန်းကလေးရဲ့အခန်းကိုလိုက်ရှာပါတယ်။ကြကြရှာဖွေပြီးနောက်ဆုံးမှာမိန်းကလေးရဲ့အခန်းကိုတွေ့ရှိနိုင်ခဲ့ပါတယ်။အခန်းထဲကိုစစ်ဆေးကြည့်လိုက်တဲ့အခါကျိုးနဲ့ချိတ်ဆွဲထားတဲ့အယိုးစုတစ်ခုကိုတွေ့ရပြီး Marion အလွန်မင်းကြောက်လန့်သွားပါတယ်။
တစ်ဖက်မှာတော့ Greer ကလောင်းကြီးခမ်းမထဲဝင်သွားပါတယ်။အဲ့ဒီအချိန်မှာပဲ1962ခုနှစ်ကလိုအရာအလုံးပြန်လဲပုံမှန်ဖြစ်သွားပါတယ်။တင်မောဘော်ကလူတွေကပါတီဆက်လက်ကျင်းပနေတယ်လို့ Greer ကိုလက်ခုပ်တီးချီးကျူးနေကြပါတယ်။ထို့နောက် Francesca က Greer ကိုနီးကပ်လာပြီးဆွဲဆောင်ကတင်မောအဆုံးဘက်ကိုခေါ်သွားပြီးအောက်သို့တွန်းချလိုက်တာကြောင့် Greer တည်ဆုံးသွားပါတယ်။နောက်တစ်ဖက်မှာတော့ Murphy ကကပတိန်ခန်းထဲမှာဝမ်းနဲ့စွာထိုင်နေပါတယ်။အဲ့ဒီအချိန်မှာပဲကပတိန်ကရုတ်တရက်ပေါ်လာပြီး Murphy ကိုဝိုင်းတစ်ခွက်ပေးတယ်လို့ဒိုင်ယာရီစာအုပ်တအုပ်ကိုပါပေးလိုက်ပါတယ်။အဲ့ဒီဒိုင်ယာရီထဲကနေ Murphy ဟာ Anthony Graza တင်မောကနစ်မြုပ်ခဲ့တဲ့လောရဲဆိုတဲ့တင်မောကိုကယ်တင်ခဲ့ပြီးအဲ့ဒီတင်မောတွေကရွှေတစ်တာများကိုပါ Anthony Graza ပေါ်သို့ပြောင်းရွှေ့ခဲ့တယ်ဆိုတာကိုသိလာပါတယ်။ထူးဆန်းတာက Laurel ကတင်မောပျက်စီးမှုတွေကနေအသက်ရှင်လွတ်မြောက်ခဲ့သူကလူတစ်ယောက်ထဲသာဖြစ်ပြီးအဲ့ဒီလူကိုပဲ Anthony Graza တင်မောသားတွေကကယ်တင်ခဲ့တာဖြစ်ပါတယ်။ Laurel ကိုကယ်တင်ပြီး2ရက်အကြာမှာပဲ Anthony Graza တင်မောဟာအကြောင်းမဲ့ပျောက်ဆုံးသွားခဲ့ပါတယ်။နောက်ဆုံးမှာကပတိန်ကကယ်တင်ခံရသူရဲ့တပ်ပုံကို Murphy ကိုပြပါတယ်။အဲ့ဒီတပ်ပုံကိုမြင်တဲ့အခါ Murphy ရန်အံ့ဩတုန်လှုပ်သွားပါတယ်။အဲ့ဒီအချိန်တစ်ပြိုင်နက်မှာ Morin ကမင်းကလေးရဲ့အခန်းထဲဝင်သွားပြီးအယိုးစုတစ်ခုကလက်ဆွဲလာကတစ်ခုကိုဆွဲထားတာကိုတွေ့ရပါတယ်။အဲ့ဒီအချိန်မှာပဲမင်းကလေးဟာအခန်းထဲပေါ်လာပါတယ်။အဲ့ဒီအချိန်မှာ Morin ကကျိုးနဲ့ချိတ်ဆွဲထားတဲ့အယိုးစုဟာအခြားသူမဟုတ်ပဲမင်းကလေးရဲ့ကိုယ်တိုင်ဖြစ်တယ်ဆိုတာကိုနားလည်သွားပါတယ်။တကယ်တမ်းမှာတော့မင်းကလေးဟာအချိန်ကြာကြီးကလေးကတေဆုံးပြီးသားဖြစ်ပြီး Morin မြင်တွေ့ခဲ့တဲ့မြဟာမင်းကလေးရဲ့ဝိညာဉ်တည်းရဲ့ပဲဖြစ်ပါတယ်။မင်းကလေးက Morin ကိုကျမရဲ့ဝိညာဉ်နဲ့ကျမရဲ့မိတ်ဆွေတွေရဲ့ဝိညာဉ်တွေဟာဒီတင်မောပေါ်မှာဖမ်းဆီးခံထားရပါတယ်။ကျမတို့ကိုဒီမှာဖမ်းထားတဲ့သူကသူ့ရဲ့အရေးအတွက်ခေါ်ထွက်ပြေးတဲ့အထိကျမတို့ကိုမလွတ်ပေးပါဘူး။လို့ပြောပါတယ်။မင်းကလေးကဆက်လက်ရှင်းပြမဲ့အချိန်မရခင်မှာပဲတဘာဝလုံးအင်အားတစ်ခုအခန်းထဲဝင်လာပါတယ်။ကြောက်လန့်သွားတဲ့မင်းကလေးကဒီတင်မောကနေမြင်မြန်ထွက်သွားပါလို့ Morin ကိုတတိပေးပြီးရုတ်တရက်ပြောက်ကွယ်သွားပါတယ်။တစ်ဖက်မှာတော့ Murphy ဟာအရာအလုံးကိုနားလည်သွားပြီးကြံသူတွေကိုတွားပြောဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူဟာအမြင်မားတွေမြင်လာပြီး Morin ကိုဆက်တရက်တရဲလို့မြင်နေတာစိတ်မတည်မငြိမ်ဖြစ်လာပါတယ်။ Morin ကိုဆက်တရက်တရဲလို့ထင်မှတ်ပြီး Murphy ကသူမကိုတိုက်ခိုက်ပါတယ်။ Morin ကကိုကောက်ပေါ့။ဒေဖို့ကြိုးစားနေချိန်မှာကြားရောက်လာပြီးသူမကိုကဲတင်နိုင်ခဲ့ပါတယ်။လူတိုင်းက Murphy စိတ်ပြတ်သွားပြီလို့ထင်ပြီးရေမပါတော့ငါးကန်ကြီးတစ်ခုထဲမှာသူ့ကိုပိတ်ထားလိုက်ပါတယ်။အခုတော့လူတိုင်းဟာအမြန်ဆုံးထွက်ခွာဖို့ဆုံးဖြတ်ပြီးတင်မောကိုပြုပြင်နေကြပါတယ်။ဒါပေမဲ့ Morin ကတော့ Greer ကိုရှာဖို့တီးတန့်ထွက်သွားပါတယ်။ရှာဖွေနေစဉ်အတွင်းမှာမင်းကလေးရဲ့ဝိညာဉ်ကိုထပ်မံတွေ့ဆုံလိုက်ရပါတယ်။သူမဟာမင်းကလေးကိုထပ်မံတွေ့ဆုံလိုက်ပြီးမင်းကလေးကကြောက်မက်ဖွယ်အဆုံးသက်ကိုခံခဲ့ရတဲ့ Greer ရဲ့အလောင်းကိုပြသလိုက်ပါတယ်။အဲ့ဒီနောက်မင်းကလေးက Morin ကိုအတိတ်စီ1962ခုနှစ်စီပြန်ခေါ်သွားပါတယ်။အဲ့ဒီမှာ Laurel ရဲ့တင်မောမှကယ်တင်ခံခဲ့ရတဲ့အသက်ရှင်ကျန်ရစ်သူတယောက်ထဲသာဖြစ်သူဟာလူတက်မှုအလုံးရဲ့နောက်ွယ်ကအကြံစီရှင်ဖြစ်ခဲ့တာကိုဖော်ထုတ်ပြသပါတယ်။သူက Anthony Graza တင်မောသားတွေကိုအစားအစာတဲ့အစိတ်ထည့်ပြီးလူအချင်းချင်းတက်ခိုင်းခဲ့ပါတယ်။အချို့ကိုရေကူးကန်နာမှာတနက်နဲ့ပစ်တက်ခဲ့ပြီးအများပြားကိုတော့တန်ကြိုးကြီးများဖြင့်ဖျက်တောက်တက်ဖြတ်ခဲ့ပါတယ်။မင်းကလေးကိုယ်တိုင်ကိုလည်းသူမရဲ့အခန်းထဲမှာကျိုးနဲ့ဆွဲတက်ခဲ့ပြီးဒီအရာအလုံးဟာရွှေတွက်တာဖြစ်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာသူတို့ရွှေကိုရှာတွေ့သွားတဲ့အချိန် Francis ရောက်လာပြီးအရာရှိတယောက်ကိုစိတ်လှုပ်ရှားအောင်လှည့်ဖျားကကြံနေသေးတဲ့အလုပ်သမားတွေကိုတက်ခိုင်းလိုက်ပါတယ်။အသက်ရှင်ကျန်ရစ်တဲ့အရာရှိတယောက်ထဲသာကြံရှိပြီးအဲ့ဒီအရာရှိကိုလည်း Francis ကိုယ်တိုင်တနက်နဲ့ပစ်တက်လိုက်ပါတယ်။အခုတော့ဒီအရာအလုံးရဲ့အကြံစီရှင်အစ်စ်မှန်ကိုတွေ့မြင်ရပါပြီ။သူဟာ Laurel ရဲ့တင်မောကနေအသက်ရှင်အင်ဂျန်ရစ်သူတယောက်ထဲသာဖြစ်ပြီးချိတ်တစ်ခုကိုလိမ္မာစွာလွတ်ပြီး Francis ကိုလေပင်ညစ်တက်ခဲ့သူဖြစ်ပါတယ်။ Morin ကဒီလူကိုမြင်လိုက်တဲ့အခါအလွန်အမင်းအံ့ဩတုန်လှုပ်သွားပြီးဒီလူဟာသူတို့အားလုံးကို Anthony Graza တင်မောစီခေါ်လာခဲ့တဲ့ကြားကဲဖြစ်နေတယ်ဆိုတာကိုသိသွားပါတယ်။ဒီအမှန်တရားကိုသိလိုက်တဲ့အခါ Morin ဟာ Murphy ကိုစိုးရိမ်လာပြီးသူ့ကိုပိတ်ထားခဲ့တဲ့ငါးကန်ကြီးစီကိုတွားကြည့်ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ Jack ဟာငါးကန်ထဲကိုရေဖြစ်ပြီး Murphy ကိုတပ်ပြီးသားဖြစ်နေပါတယ်။ဒါတော့မကကပတိန်က Murphy ကိုပေးခဲ့တဲ့တပ်ပုံဟာ Jack ရဲ့လက်ထဲမှာပဲရှိနေသေးပါတယ်။ဒီအခြေအနေကိုမြင်ပြီး Morin ဟာ Murphy ရဲ့ကံကြမ္မာအတွက်အလွန်အမင်းဝမ်းနည်းကြေကွဲသွားပါတယ်။ထို့နောက် Morin ဟာတင်မောရဲ့စိတ်ကမ်းဘက်ကိုရောက်လာပြီးအဲ့ဒီအချိန်မှာပဲ Jack ကလည်းအဲ့ဒီနေရာကိုရောက်လာပါတယ်။ Morin ကဘာမှမသိသလိုဟန်ဆောင်ပြီးသူတို့နှစ်ယောက်ကိုအဲ့ဒီနေရာမှာပဲနေဖို့ပြောက Dodge ကိုတနက်တက်လက်ပေးလိုက်ပါတယ်။အဲ့ဒီနောက် Morin ကနီးစပ်ရာနေရာတစ်ခုကိုသွားလိုက်ပါတယ်။ဒါပေမဲ့တဘာဝလွန်အင်အားတစ်ခုက Dodge ကိုဆွဲယူပြီးစက်ကြီးတစ်ခုထဲမှာဖိချစ်တက်လိုက်တာကိုမြင်ရပါတယ်။ပိုက်တွေထဲကသွေးရစီးထွက်လာချိန်မှာ Morin က Dodge တည်ဆုံးသွားပြီဆိုတာကိုနားလည်လိုက်ပါတယ်။အခုတော့ Morin ဟာ Anthony Graza တင်မောကိုဖောက်ခွဲပြီးနစ်မြုပ်စေဖို့ဆုံးဖြတ်လိုက်ပါတယ်။အကြောင်းကတော့ Jack ကိုအနိုင်ယူနိုင်မဲ့နီးလန်းတစ်ခုတည်းဟာဒီလိုလုပ်ရမယ်ဆိုတာကိုနားလည်သွားလို့ပါ။အဲ့ဒီအချိန်မှာပဲ Jack ဟာ Morin ရှိတဲ့နေရာစီကိုလာနေပြီး Dodge က Morin ကဒီမှာပဲနေဖို့ပြောထားတယ်လို့ပြောပြီး Jack ကိုတားဆီးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ Jack က Dodge ကိုအားနည်းသူလို့လှောင်ပြောင်ပြောဆိုတာကြောင့် Dodge စိတ်တူသွားပြီးတနက်နဲ့ပစ်လိုက်ပါတယ်။ Dodge က Jack တည်သွားပြီလို့ထင်မှတ်လိုက်ပါ။တစ်ဖက်မှာတော့ Morin ဟာတင်မောကိုဖောက်ခွဲဖို့ပောက်ကွဲပစ္စည်းတွေကိုအစင်သင့်ပြင်ဆင်ပြီးသားဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ Dodge ရောက်လာပြီးတင်မောကိုမဖောက်ခွဲဖို့တောင်းပန်ပါတယ်။ဒါပေမဲ့ Morin ကသူ့စကားကိုမနားထောင်ပဲ countdown ကိုစတင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Dodge ဟာရုတ်တရက် Jack အဖြစ်ပြောင်းလဲသွားပြီးအတိတ်ပဲကတော့ Jack ဟာ Dodge ကိုအရင်ကတည်းကတပ်ပြီးသားဖြစ်တယ်ဆိုတာဖြစ်ပါတယ်။ Jack ကငါလည်းမင်းလိုပဲ salvage တယောက်ပါဒါပေမဲ့တင်မောတွေကိုမစုဘူးဝိညာဉ်တွေကိုပဲစုတယ်လို့ပြောပါတယ်
အခုမှပဲဂျက်ဟာလူမဟုတ်ပဲနတ်ဆိုးသဘောတရားတစ်ခုဖြစ်ပြီးလူတွေကိုအပြစ်လုပ်အောင်လှုံ့ဆော်ပြီးနောက်မှတက်ကသူတို့ရဲ့ဝိညာဉ်တွေကိုနတ်ဆိုးလောကစီပို့တဲ့အလုပ်ကိုလုပ်နေသူဖြစ်တယ်ဆိုတာကိုသိလာကြပါတယ်ဂျက်ဟာအန်တိုနီဂရိုက်ဆာတင်မောကိုအသုံးချပြီးဝိညာဉ်များစွာကိုဖန်ဆီးဖို့စီစဉ်ထားတာဖြစ်ပါတယ်နောက်တစ်ခါဂျက်ကမျောရင်းကိုတိုက်ခိုက်လာပြီးမျောရင်းကမြားတစ်ချောင်းနဲ့သူ့ခြေထောက်ကိုထိမှန်စေပြီးအာယုံလွဲအောင်လုပ်နိုင်ခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးပောက်ကွဲဆက်တစ်တနဲတော်ကိုများနဲ့ပြစ်လိုက်ရကနေပောက်ကွဲမှုကြီးဖြစ်ပေါ်လာပြီးဂျက်ကိုအပိုင်းပိုင်းခွဲပျက်စီးစေလိုက်ပါတယ်မင်းရင်ကရေထဲကိုကျသွားပြီးအဲ့ဒီအချိန်မှာပဲမင်းကလေးရဲ့ဝိညာဉ်ပေါ်လာပြီးတင်မောတွေကထွက်ဖို့လမ်းကိုပြတ်ပေးပါတယ်တင်မောဟာတဖြည်းဖြည်းညှိမြုပ်သွားချိန်မှာမင်းကလေးအပါဝင်ဖန်ဆီးခံထားရတဲ့ဝိညာဉ်အလုံးလွတ်မြောက်ကကောင်းကင်စီတက်သွားကြတာကိုမြင်ရပါတယ်မင်းရင်ကပင်လယ်ထဲမှာတစ်တာတလုံးကိုဖတ်ထားပြီးမျောနေပါတယ်ကံကောင်းစွာနဲ့နောက်တစ်နေ့မှာ Fuse တင်မောတစ်စင်းကသူမကိုကယ်တင်သွားပါတယ်ထို့နောက်မင်းရင်ကိုအရေးပေါ်ရင် ambulance ထဲတင်ထားတာကိုတွေ့ရပါတယ်သူမပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါအန်တိုနီဂရိုက်ဆာတင်မောပေါ်မှာမြင်ခဲ့ဘူးတဲ့ရွှေတစ်တာများကိုပဲ Cruise တင်မောပေါ်တင်နေကြတာကိုတွေ့ရပါတယ်။အဲ့ဒီအချိန်မှာပဲ Jack ဟာ Cruise တင်မောပေါ်မှာပေါ်လာပြီး Mirren ကိုစူးစမ်းဆိုင်ကြည့်လိုက်ကတင်မောပေါ်တက်သွားပါတယ်။ဒါကိုမြင်လိုက်တဲ့ Mirren ကကြောက်လန့်စွာအော်ဟစ်လိုက်ပြီးအဲ့ဒီအချိန်နဲ့တင်စကားအဆုံးသတ်သွားပါတယ်။